ပုံစံစစ်โอเคသူရှေ့ဆုံးပါဟုတ်တယ်အေးမပြောသေးဟုတ်တယ်ကျွန်တော်နာမည်ကမြူမင်းခတ် ဟုတ်ခန့်ဘယ်နှစ်ရှိရောညီလေး 20နှစ်ပြည့်ပြီးတော့ ထက်မြက် ထက်မြက်အောင်နော်ကြောက်နေရောဂျာလေးဖြစ်ပြီးရောအဲကြောင့်လို့လုံးကင်ထားပေးရတယ် တန်စီပြီ တနေ့3ပဲအတူတူပဲရော ကလေးရှိတဲ့20ဘယ်နဲ့ဒေတာ ဘာလူမျိုးရော ကရန် လက်ဝိတ်မယ်တိလား အဲ့တဲ့ဘယ်တော့မှကြလေ ဟုတ်တယ် ဖိုင်နေကြမယ်ရစင်းတာအသက်18ကရန်ပဲ မင်းရွှေစင်ထုံ20နှစ်ပြည့်ပြီ ဒီနေ့ကဘာလုပ်မှလဲဆိုတော့ Misting နဲ့အတူကိုပြီးကဂိမ်းလေးတစ်ခုဆော့ချင်တာ Avocado ရှိမယ် Vitamin C ရှိမယ် Original ဆိုပြီးတော့3မျိုးရှိမယ်ပေါ့နော် Original ဆိုရင် Original ဘူးဘက်ကိုညီမလေးတို့ကရွှေ့အောင်ပဲဘာမှမခက်ဘူးဒီလိုလေးပဲဖြစ်စုရွှေ့အောင်ကိုပြီးပြောတဲ့စကားလုံးတိုင်းကိုလိုက်ပြီးတော့ရွှေ့လိုက်ရင်နိုင်ပြီပဲလူ9ယောက်မှာဝင်တာ1ယောက်ပဲရှိမယ်နိုင်တဲ့လူကိုပြီးကပါပေးမလဲဆိုတော့ Misting Facial Foundation လေးတစ်ခုပေးမယ်ပြီးတော့စုချင်းငွေ1000ပေးမယ်ဒါပေမဲ့အားမငယ်ပါနဲ့ဒုတိယတတိယကိုလည်း Misting တပူးစီပေးမှာပါပြောမယ်နောက်ဆုံး4-5ကိုတော့ထိုင်းနာ3ခါလောက်ဝင်းပါကြည်လင်စင်ဆိုပြီးအဲ့ဒါထိုင်းနာ3ခါလောက်ရပြီကိုလည်းနိုင်သွားနိုင်ပဲလေ original က T3 နဲ့ Sanala ပါတဲ့အတွက်ကြောင့်မလို့ဝက်ချန်ထွက်တာကို short ချပြီးတော့စီပြန်ခြင်းကိုထိန်းပေးတယ်ပေါ့နော် Misting Vitamin C ကတော့လိမ္မော်သီးစီနေကြောင်မျက်နှာကိုနူးညံ့ကြည်လင်ချောမွေ့စေတယ် Avocado ကကြတော့ထောပတ်သီးစီနေကြောင်ရည်ဓာတ်ပြည့်ဝပြီးတော့ချမ်းမာတဲ့အသားရည်ကိုရရှိစေတယ်ပေါ့နော် Okay နော်စမယ် let's get the show party စမယ်ပထမနိုင်တဲ့လူကရှေ့ဆုံးမှရမယ်ပုံစံစစ် Okay သူရှေ့ဆုံးမှဒုတိယလူနေမှာကျွန်မဒီပဲ Okay ညီရ Okay original လွယ်လေးပဲ original vitamin C avocado နောက်ကြရင်တော့ vitamin C avocado avocado vitamin C avocado original ဟုတ်တယ်မှန်နေတယ်နော် vitamin C vitamin C avocado vitamin Cဟုတ်တယ် original avocado original vitamin C နည်းနည်းရိုင်းနေပြီနည်းနည်းမြန်လိုက်မယ်နော်နည်းနည်း speed မြန်ပြီနော် avocado original avocado vitamin C avocado original avocado okay avocado ပဲ vitamin C ထွက်ပြီနောက်တစ်ယောက်ထွက်လာပြီနောက်တစ်ယောက် original avocado vitamin C avocado original avocado ဟာရောတကယ်ကြီးဟာငါမောနေသူတို့မောစီ avocado original vitamin C avocado မချသေးဘူး avocado original vitamin C avocado vitamin C original ထွက်ပြီပြေးကျင်တဲ့တယောက်ထွက်လိုက်ရပြီကဲနောက်ဆုံး finalist ကတော့3ယောက်ပေါ့နော်ဒီ3ယောက်ကတော့တီချာသွားပါပြီနောက်ဆုံးတယောက်ထွက်မယ်ဆိုပြီးတော့နော် vitamin C avocado နော် original vitamin C avocado original vitamin C avocado နော်ဒါနောက်ဆုံးဝင်နေနော်နောက်ကအဲ့လိုစောင်းရင်ရှုံးပြီနော် original vitamin C avocado original vitamin C avocado original vitamin C ဟုတ်တယ်ဘာမပြောသေးဟုတ်တယ်ပြိုင်မက်ကိုဗာပြောချင်တယ် fighting မှာပဲ Okay စောင့်ရနော်နင်းမြန်လိုက်တော့မယ် avocado original avocado vitamin C original avocado နှစ်ယောက်လုံးဆိုထားပေးလိုက်အောင်မယ် Okay ဒီခေါက်အဲ့လိုလောက်ရတယ်ရှုံးပြီနော် original vitamin C original နောက်ဆုံးမှာတော့ရှုံးမယ်လို့ထင်သွားတယ်နော်ယူရင်းခန့်ကနိုင်သွားပါတယ် ဒီမှာအလုံးခင်းဆွဲတဲ့အချိန်မှာနိုင်တာပဲအမြဲတမ်းအချစ်နဲ့ဂိမ်းမှာအမြဲရှောင်းနေတာ ဝင်ပါကြည့်မယ် Okay ဝင်ပါကြည့်နေဝင်ပါ Okay bro ကျူတင်ပါတယ်သူ့တာယူလိုက်ညီလေးကကြတော့ဒါမှစီယူလိုက်သူ့တက်ကြတော့ extra ပါတယ်ဆိုတော့ကျူတင်ပါတယ် bye bye